အားလုံးပဲမင်္ဂလာပါနေနေစုံ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အမဲသားခောက်ဆွဲကြော်ပြတ်သွားမှာဖြစ်ပါတယ်ဒီနေရာမှာအမဲသားပြုတ်ဖူးရည်တွေတည်ထားပါတယ်အမဲသားကြိတ်ပြီးသားဖြစ်တဲ့ဒီတိုင်းအစိမ်းလိုက်ထည့်ကြော်လို့လည်းရပါတယ်ဒါပေမဲ့ကျွန်မကစိတ်မတန်းလို့ပေါ့နော်အရင်ပြုတ်လိုက်ပါတယ်အမျိုးတွေအကုန်လုံးဖယ်ပါတယ်9မိနစ်လောက်ပြုတ်ထားပါတယ်ဒါကတော့အမဲသားကြိတ်ပြီးသားအမဲသားပေါ့နော်ပြီးရခါမှာခောက်ဆွဲပြုတ်ဖို့အတွက်ရည်နွေးတည်ထားပါတယ်ရည်နွေးထဲမှာစီအနေငယ်ထည့်ပါတယ်ခောက်ဆွဲကတော့ကျဥခောက်ဆွဲဖြစ်တဲ့အတွက်ဂယူတစ်စိုက်ပြုတ်ပေးရပါမယ်ဒီနေရာမှာခောက်ဆွဲပြုတ်ပြီးသွားတဲ့အခါမှာတော့ရေစစ်ပြီးမှရေအဲထဲမှာတခါတည်းထည့်လိုက်ပါတယ်ခောက်ဆွဲရအကျက်လုံးခါနီးပဲပြီးရင်ရေအကုန်လုံးပြန်စစ်ပါတယ်နော်ဒီခါမှာဒီမှာတဲ့ဦးထဲမှာစီထည့်ပြီးတဲ့အခါမှာတော့အခုနပြုတ်ထားတဲ့အမဲသားကိုကြော်ပါတယ်မဲသားအကုန်လုံးတေချာချီပါတယ်မွေပြီးပါတယ်3မိနစ်လောက်တေချာကြော်ပြီးတဲ့အခါမှာကြက်သွန်ဖြူထည့်ပါတယ်ကြက်သွန်နေလဲထည့်ပါတယ်ဒီနေရာမှာဂျင်းထည့်ချင်လဲရပါတယ်နော်ဒီမှာကတော့မထည့်တော့ဘူးပြီးတဲ့အခါမှာအရသာအတွက်ပဲငံပြရဲ့အကြီးစပွေးတင်စွန်း2စွန်းစာလောက်ထည့်ပါတယ်ခရုစီလည်း2စွန်းလောက်ထည့်ပါတယ်ဒီနေရာမှာအရသာတော့ပူကြိုက်ရင်ကြိုက်တယ်လို့ထည့်လို့ရပါတယ်เนาะကျမကတော့အရသာအရန်ပြင်းတာလည်းမစားတတ်ပါဘူးရှင်တကြားလဲတစွန်းထည့်လိုက်ပါတယ်ဒီညမှာခါလာအတွက်တခြားဟာတွေလည်းထည့်လို့ရပါတယ်เนาะငရုတ်ကောင်းမှုလည်းထည့်ပါတယ်ရေအနှဲငယ်ထည့်ပါတယ်ဒီနေရာမှာပြောင်းကော်မုတ်ဖြော့ပြီးတော့ထည့်လို့လည်းရပါတယ်ပြီးတဲ့အခါမှာခုနပြုတ်ထားတဲ့ခောက်ဆွဲအကုန်လုံးထည့်ပါတယ်เนาะခောက်ဆွဲကတော့နည်းနည်းများသွားတယ်เนาะအကုန်လုံးဂရုတစိုက်မွေပြီးတဲ့အခါမှာလော်ပြီးသားနန်းဖြူအနှဲငယ်ဖြူထားပါတယ်နောက်ဆုံးမှာတော့ချက်သွန်မိတ်လေးထည့်ပါတယ်အကုန်လုံးတေချာမွေပြီးတဲ့အခါမှာတော့အရန်ကိုမှအရသာရှိတဲ့အမဲသားခောက်ဆွဲကြော်လေးရပါပြီအချိန်ကုန်လဲရန်သက်တာတဲ့အရန်စားလို့လဲကောင်းပါတယ်เนาะခောက်ဆွဲကြော်နဲ့ဒူစားဖို့ကော်ပီတို့ချင်းချင်းဆက်ဆက်လေးလုပ်ထားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်